မြန်မာနိုင်ငံအထက်ရခဲ့လို့ VIP password လက်ခံလို့ရပါမယ်စင်ကာပူရောက်နေတဲ့တို့အနေနဲ့ထိုင်းကိုသွားဖို့အတွက်ကတော့ VIP password ကိုလုံးဝမလိုပါဘူးဒါပေမဲ့ပါစက်တွေပေါ်နေလို့ဝယ်ချင်နေဆိုရင်လည်းဝယ်ပါဒါတော့လူတိုင်းရွေးချက်ပါမယ်ဖြစ်တဲ့အကြောင်းမို့ကျွန်တော်တော့မတားပါဘူးဒါပေမဲ့ VIP pass မဝယ်ဘဲနဲ့ထိုင်းကိုသွားချင်တဲ့သူတွေအတွက်ဘယ်လိုသွားလို့ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ဗီဒီယိုထည့်နေပြီးတော့ပြပြပေးပါမယ်အားလုံးသတိထားမယ့်ချက်၅ချက်ရှိပါတယ်ပထမအရေးကြီးဆုံးချက်ကတော့စာရေးစာရေးစုံအောင်ပြင်သွားဖို့အတွက်မှာချင်ပါတယ်ဘယ်နိုင်ငံပဲသွားအလဲသွားမယ်ဆိုရင်သူတို့တတ်မှတ်ထားတဲ့ entry requirement တွေပြည့်မီဖို့လိုပါတယ်။ဥပမာထိုင်းအောင်သွားမယ်ဆိုရင် passport စာကိုတက်တန်း6လနဲ့အထက်ရှိရမယ်။စုပ်ပြေးနေတာမျိုးတွေချစ်ရတွေစုံရတွေပါတဲ့မျိုးတွေမဖြစ်ရဘူး။အလဲသွားမယ်ဆိုရင် return ticket ပါမယ်။ပြီးတဲဖို့အတွက် hotel booking ပြနိုင်ရမယ်။ show money လည်းပြဖို့လိုမယ်။ show money ကတော့ထိုင်းမှာတတ်မှတ်ထားရဆိုရင်ပတ်2000ပေါ့နော်။ပတ်2000မပါလဲရှင်ပတ်2000နဲ့ညီမျှတဲ့ currency တစ်ခုပေါ့နော်။မြန်မာငွေတော့ပြလို့မရဘူး။စင်ကာပူဒေါ်လာလည်းပြလို့ရတယ် US ဒေါ်လာလည်းပြလို့ရတယ် Malaysia ringgit လည်းပြလို့ရတယ်။ပတ်2000နဲ့ညီမျှတဲ့ပမာဏတစ်ခုပြမယ်။နောက်တစ်ခုကတော့ arrival ကပေါ့နော်။အဲ့ဒီအချက်5ချက်ပါတယ်ဆိုရင်ထိုင်းကိုသွားလို့ရပါတယ်။နံပါတ်1ချက်ကတော့စာရေးစာတမ်းအတူတူမသုံးပါနဲ့။ကျွန်တော်အတွေ့အကြုံရတခြားနိုင်ငံတွေမှာတော့စာရေးစာတဲ့အတူတူနဲ့ဝင်ထွက်လို့ရပြီမယ်ထိုင်းမှာတော့လုံးဝမရပါဘူးထိုင်းဦးလာတဲ့တခြားနိုင်ငံသားတွေလှုပ်လို့ရနိုင်ပြီမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကတော့ထိုင်းကိုသွားပြီးမပြတ်တာများဖြစ်တဲ့အကြောင်းမို့မြန်မာ passport တွေဆိုရင် data လေးစစ်ပါတယ်အထူးသဖြင့်အလေးလက်မှတ်နဲ့ hotel booking ဖြစ်ပါတယ်လေလက်မှတ်ဆိုရင်လေကြောင်းတဲ့ website မှာသွားပြီးတော့ဆက်တယ် hotel booking ဆိုရင်hotel ဖုန်းဆက်ပြီးတော့မိတာမျိုးတွေရှိရဖြစ်တဲ့အကြောင်းကိုတတ်နိုင်တယ်များလက်မှတ်အတူမသုံးပါနဲ့ပတ်ဆက်ပြီးထားတဲ့လက်မှတ်မျိုးဖြစ်နေဖို့လိုပါတယ်ပြီးတော့အသိမှသိဖို့ရှိတဲ့သူတွေနဲ့လိပ်စာအတိအကျမိထားဖို့လည်းလိုပါတယ်ဒါပေမဲ့တချို့ officer တွေကအသိမှသိဖို့လက်မခံတာပြောတဲ့အကြောင်းကို hotel booking မှာ3ရက်ကနေပြီးတော့9ရက်စာလောက်အထိ booking လုပ်ထားဖို့အတွက်လည်းမှာချင်ပါတယ်နံပါတ်3မပြန်တော့ဘူးလို့လည်းအထင်မခံရပါစေနဲ့ကိုကထိုင်းကိုလည်းလာပြီးမပြန်တော့ဘူးဆုံးဖြတ်ထားတယ်ဒါမှမဟုတ်ထိုင်းမှာလှုပ်ပြီးတော့ရေရှည်နေဖို့စဉ်းစားထားတယ်ဆိုပေမဲ့လည်းအလဲဗီဇာနဲ့သွားတဲ့အခါမှာဆိုရင်ပြန်ပြေတော့ဆုံးဖြတ်ထားလို့အပြန်လက်မှတ်မဝယ်တာပြီးတော့လက်မှတ်ကိုဝယ်တဲ့အခါမှာလည်း refund 100% လို့နော် refund လုပ်လို့ရတယ်လက်မှတ်ဝယ်ထားတာမျိုးတွေပြီးတော့ပြန်မိုးရဲ့မသိချလို့လက်မှတ်မလုပ်ချင်တာဘူးမျိုးလည်းလုပ်လို့မရပါဘူးသူတို့ဘက်ကနေပြီးတော့လက်မှတ်ကိုကြည့်တဲ့အခါမှာဆိုရင်မပြန်တော့ဘူးလို့တန်တရားရှိတယ်ဆိုရင်အဝင်မခံတာမျိုးတွေဖြစ်နိုင်ပါတယ်ပြီးတော့ကိုအလဲလာတဲ့အချိန်အတွင်းမှာပေါ့နော်အပြန်လက်မှတ်မတိုင်ခင်ဒီအတွင်းမှာကိုလုံးမဲ့အရာတွေတွားလည်မဲ့နေရာတွေကိုလည်းကြိုပြီးစဉ်းစားထားဖို့လိုပါလိမ့်မယ်နံပါတ်4 airport ကိုလည်းရွေးပါကျွန်တော်တွေးကြုံရပြန်လွတ်ခံရတဲ့ case တော့များကြည့်လိုက်မယ်ဆိုရင်တုံမောင်းလီစိတ်မှာပဲဖြစ်တာများပါတယ်တုံမောင်းလေးစိတ်မှာအဆင်ပြေတဲ့သူတွေလည်းရှိမယ်ဒါပေမဲ့ခုနကျွန်တော်ပြောတဲ့လိုမျိုးလေးစိတ်ကနေအဝင်မခံလို့ပြန်လွတ်ခံရတယ်ပတ်စံအရစ်ခံတဲ့သူတွေပြန်ပြီးကြည့်လိုက်မယ်ဆိုတော့တုံမောင်းလေးစိတ်မှာပဲဖြစ်တာများပါတယ်သူနာလေးစိတ်ကိုစိုက်တဲ့ school တို့ Jester ဒီကြောင်းလိုက်စီးတဲ့သူတွေဆိုရင်အဆင်ပြေသွားကြတာများပါတယ်ဒါပေမဲ့သူနာလေးစိတ်ကိုရွေးလိုက်လို့အဆင်ပြေသွားမယ်လို့လည်းပုံတီမမှတ်ထားစေချင်ပါဘူးဘယ်လေးစိတ်မှာမဆိုအရစ်ခံတယ်ပြောတဲ့ကြောင့်မို့အဲ့တော့case အကြီးတက်လာတယ်ဆိုရင်နာမည်ကြီးတဲ့လီစိတ်တစ်ခုမယူရတဲ့တခြားလီစိတ်တွေကိုလည်းပြောင်းပြီးတော့ရွေးကြည့်စေချင်ပါတယ်။ထိုင်းမှာနာမည်ကြီးတဲ့ဒုံမောင်းတဲ့သုမနာလီစိတ်တစ်ခုအပြင်တခြားပြည်ဆိုင်ရာလီစိတ်တွေဖြစ်တဲ့ချင်းမိုင်း Phuket, Krabi, Hat Yai ဆိုတဲ့ပြည်ဆိုင်ရာလီကြောင်း airport တွေလည်းအများကြီးရှိပါတယ်။နောက်ဆုံးချက်ကတော့ဂျားဖြတ်ပြီးခေါ်စစ်ခံတဲ့ကိစ္စဖြစ်ပါတယ်။ထိုင်းကိုရောက်လို့လေဘွားဆင်းလိုက်ပြီဆိုတာနဲ့တစိမ့်တုံထုတ်ဖို့အတွက် immigration ဖြတ်ဖို့အတွက်တန်းစီရပါတယ်ဒါပေမဲ့တန်းမစီခင်မှာလေစိတ်ပေါ်ကလေဘွားဆင်းလာတဲ့သူကိုကူညီဖို့အတွက်ဥပမာဆိုရင်လူရမ်းများတဲ့ခါမျိုးပါဆိုရင်စီမံကန့်ကွက်ဖို့အတွက်ပြည်ဒါမှမဟုတ်အခုတော်တော်ထိုင်းမှာဆို arrival ကအတိမိတ်ဆက်ထားတဲ့အတွက်ကြောင့် arrival ကကူဖြစ်ပြီးဖို့အတွက်စောင့်နေတဲ့ကူညီဖို့စောင့်နေတဲ့ immigration officer တွေရှိပါတယ်အဲ့တော့တန်းစီဖို့အတွက်သွားရလာမှာအဲ့လိုမျိုး immigration officer တွေတွေ့ရဆိုရင်သူတို့ရဲ့အကူအညီမယူဘဲနဲ့တတ်နိုင်တယ်များရှောင်ပြီးတော့သွားဖို့အတွက်မှာချင်ပါတယ်။ဘာလို့လဲဆိုရင်သူတို့ကမြန်မာ passport တွေဆိုတခြားစစ်တာပြတဲ့အကြောင်းမို့လူအုပ်နဲ့ရောပြီးတော့သူတို့ရှောင်တတ်ဖို့လည်းလိုပါမယ်။ဒါကြည့်အဲ့လိုမျိုးအရှုပ်ရှင်းမရှိပဲနဲ့ကြောကျူနဲ့ immigration ဖြတ်တဲ့နေရာရောက်သွားခြင်းနဲ့ဆိုရင်တော့လီစိတ်ကရောင်းတယ်ဒါမှမဟုတ်လီကြောင်းလိုက်နေရာရောင်းတယ် fast track immigration service တွေကိုစီးတတ်နဲ့ဝယ်ပြီးတော့လည်းသွားလို့ရပါတယ်။အဲ့တော့ကျွန်တော်အခုပြပြပေးခဲ့တဲ့အချက်တွေအားလုံးကိုနားလည်တယ်ဆိုရင် VIP pass မလို့ဝင်တဲ့ထိုင်းကိုသွားလို့ရပါတယ်အခုလိုလောဆယ် VIP pass ဝယ်ဖို့လိုလားဆိုရင်တော့မလိုသေးပါဘူးဒါပေမဲ့ US လိုမျိုးမြန်မာတွေကိုပြည်ဝင်ခွင့်ထိုင်းကနေပြီးတော့ပိတ်လိုက်တယ်ဆိုရင်တော့ထိုင်းကိုဝင်ဖို့အတွက် VIP pass နဲ့မှဝင်လို့ရမယ်ဆိုရင်တော့အဲ့လိုအချိန်မျိုးမှာသာ VIP pass ကိုဝယ်ဖို့အတွက်စဉ်းစားတင်ပါတယ်